မင်းကလေးတယောက်ကိုသူမသိတော့ပါဘူးဆိုပြီးကိုယ်ရမှာကြိုက်တာမလုပ်ပါနဲ့သူကငါမရှိရင်နေတတ်တဲ့သူမဟုတ်ဘူးဆိုပြီးခဏခဏနာကျင်အောင်မလုပ်ပါနဲ့သူကငါ့ကိုသိချစ်တာဆိုပြီးဖြစ်တယ်လို့မဆက်ဆံပါနဲ့ပြစ်မထားပါနဲ့မင်းကလေးတွေကအမေလိုစိတ်ဓာတ်ရှိတဲ့သူတွေပါသူမသိချစ်တဲ့သူကဘလောက်ပဲနာကျင်အောင်လုပ်ပါစေသူ့အချင်းမြတ်တာကိုလွယ်လွယ်နဲ့ပြန်မရုပ်သိမ်းတတ်ကြဘူးလုံလောက်ချစ်ပေးပြီးခွင့်လွတ်ပေးတာနားလဲပေးတာမသိချင်အောင်ဆောင်ပေးတာအချိန်ပေါင်းများလာတဲ့အခါအကောင်းဆုံးချစ်ပေးခဲ့ပြီးနာကျင်မှုတွေပြင်းထန်နေတဲ့မင်းကလေးတယောက်ကပြတ်သားနိုင်သွားတဲ့အခါသူများထက်နှစ်ဆပူပြတ်သားနိုင်ပါတယ်ဆိုတာသိပါစေ